ရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်9ရက်12လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ချောင်းဦးမြို့နယ်တနေရာသို့မုံရွာနာမခမတက်တော်စက်တက်လီဒီပါရာမော်တာတစ်စီးဖြင့်ညတနာရီ3မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ရှေဘိုမြို့နယ်တနေရာသို့တထဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညတနာရီ10မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနေရာသို့မြစ်ကြီးနားလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်12နာရီ6မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးမိထီလာလေတပ်မှတက်သော Y8 စစ်ထောက်ပို့လေယာဉ်တစ်စီးဖြင့်နေ့လယ်2နာရီ40မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာခဲယမ်းရိတ်ခါထုတ်များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။ဒီပဲရင်မြို့နယ်တနေရာသို့တရဦးလေတပ်နှင့်မိထီလာလေတပ်မှတက်သော Jet Fighter 5 စီးဖြင့်နေ့လယ်1နာရီ10မိနစ်1နာရီ3မိနစ်1နာရီ17မိနစ်1နာရီ15မိနစ်ညနေ4နာရီ10မိနစ်4နာရီ17မိနစ်4နာရီ14မိနစ်4နာရီ18မိနစ်ည8နာရီခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ပြီးမုံရွာနာမခမတက်သောဂျာယိုကော်ပတာ2စီးဖြင့်နေ့လယ်1နာရီ30မိနစ်1နာရီ40မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဖလန်းမြို့နယ်တနေရာသို့ဟုံမလင်းလေတပ်မှတက်သောY12စစ်ထောက်ပို့ဘုံကျဲလေယာဉ်တစ်စီးဖြင့်နေ့လယ်1နာရီ25မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။လေးမျက်နှာမြို့နယ်တနေရာသို့နေပြည်တော်လေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်2နာရီ10မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။9ရက်12လ2025ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တထဦးလေတပ်နေပြည်တော်မကွေမြစ်ကြီးနားမိထီလာလေတပ်များမှ Jet Fighter Y12 Y8 ဂျာရိုကော်ပတာနှင့်ပါရာမော်တာများပြန်တက်မှုအကြိမ်54ကြိမ်ခန့်ရှိခဲ့ပြီးစကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု18ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင်စကောက်ဘောက်သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။